nhưng là nhà cha má cô sinh nó lâu xin piông cha mi cha bà sĩ Malaysia này nhà má xin này để cha má mà con này đủ nào bài chỉ để đủ ở đây về chỉ để đủ đi đủ pian gì nè nhưng mà này nhà pian gì nè solution mẹ mua sẽ tuổi bị bà mẹ anh giang công solution anh đi vào từ Cali này ngã bị đó anh ya ông bố bị bà đấy công nông xây chạy dùng gì à bà đấy bị xí mà đông lòng hai à nè tụi lâu bị bà đấy ai khơi à bà biết lo dùng gì xây chạy à đấy lo biểu lo xin mẹ mua ta lấy solution bây giờ mà bây giờ đi à khó đoán đấy chuyện nữa công nông bỏ bị xí số bị rồi nhiều khó đoán à mà nếu要到khơi à mấy xí từng ngày nát từng ngày này phiền này chuyện mà ai khơi à mẹ chúဆိုတဲ့ကလေးကအကုန်လုံးအစစအရာရာကူညီစောင့်ရှောက်ပေးတာမမိုးရဲ့သားသမီးတယောက်လိုဖြစ်နေပါပြီအခုဒီကလေးကယုံကြည်စိတ်ချရပါတယ်မမိုးတို့ဘာပဲဖြစ်ဖြစ်မမိုးတို့အာမခံပါတယ်တကယ်လို့သူတို့နဲ့သူနဲ့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်မဇူးလေးနဲ့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းက3ညတိ8နှစ်4 3ညခွန်3ည3ည1ကိုမလေးဖုန်းနံပါတ်ကိုလှမ်းပြီးတော့ဆက်ပါမလေးကကလေးတွေခလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ပြန်ញင်းနေဆိုလို့ရှိရင်မဇူးကိုဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်နောက်တစ်ခါပြန်ပြောပြမယ်နော်မမိုး3ည1 8နှစ်40ခွန်3ည3ည1အဲ့ဒီကိုဆက်သွယ်ပါနောက်တစ်လုံးက3ည1 5 ခွန်6ခွန်6 44ထပ်ပြောမယ်နော်မမိုး3ည1 5 ခွန်6ခွန်6 44အဲ့ဒီနှလုံးစလုံးကိုလှမ်းပြီးဆက်သွယ်လို့ရပါတယ်အချိန်မျိုးဆက်တာပါမမိုးတို့အာမခံပါတယ်ဒီကလေးနဲ့ပတ်သက်ပြီးကောင်မလေးကရိုးသားပါတယ်အေးချမ်းပါတယ်မမိုးသားလေးကိုဆိုလို့ရှိရင်သူ့မောင်လေးတယောက်လိုအစစအရာခုအချိန်ထိအစအဆုံးစောင့်ရှောက်ထားတဲ့တာဝန်ယူထားပါတယ်ကိုသားသမီးလိုလည်းဖြစ်နေပါပြီသူကယုံကြည်စိတ်ချရပါတယ်လူတွေအပေါ်မှာလည်းကလေးမလေးကစေတနာထားပါတယ်မလေးကနေပြီးမြန်မာနိုင်ငံကိုပြန်ညင်နေဆိုလို့ရှိရင်သူအားလုံးအကုန်လုံးလုပ်ပေးပါတယ်သူတာဝန်ယူပေးပါလိမ့်မယ်အဲ့ဒီဖုန်းကိုပဲဆက်ပါဖုန်းနံပါတ်တွေကိုမမှတ်မိလို့ရှိရင်မမိုးတို့အကောင့်ထဲမှာလာမေးပါမမိုးထပ်ပြီးတော့ပြောပေးပါမယ်အဲ့ဒီဖုန်းနံပါတ်တွေကိုအချိန်မရွေးဆက်သွယ်ပါအမြဲတမ်းလိုက်ပြီးတော့ကူညီပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ तू ကသူများလိုလဲပွဲစားကအများကြီးမယူပါဘူးဒီကလေးကစေတနာကြီးလောက်နဲ့ပဲယူတာပါအစာအဆုံးကိုလိုက်ပြီးတော့ကူညီပါတယ်လေးစိတ်ကိုရအောင်အကုန်လုံးကူညီပေးပါတယ်အကုန်လုံးအပီးအစီမှ3500နဲ့လုပ်ပေးနေပါတယ်ရှင်အားလုံးမင်္ဂလာပါ